ပေါ်မှာခေါင်းလုံးတက်တက်ပဲဒါလေးတွေကအခုမှခူးထားတာပေါ့နော်ဒါလေးတွေကအကုန်လုံးကဒါဝင်းပြင်းပေါ့နော်အညာခေါ်ဆိုဝင်းပြင်းပေါ့ဒီမှာအနီးဇက်ကလေးတွေအနီးဇက်ကလေးဟုတ်ကဲ့ဟမ်မကျုပ်ဒါကဒီမှာဒီဒါကတန်ကြီးပွေးဒါကကျတော့အပွေးပေါ့နော်ဒါအပွေးဒီမှာကဒါကဝင်းမြင့်အခေါ်သွေးစုံပေါ့နော်ဒီမှာဆိုသွေးစုံပေါ့အညာခေါ်ကတော့ဝင်းပြင်းပေါ့နော်အဲ့လိုမျိုးလေးတွေဒါကနောက်ရက်ကိုရဲမဲ့ဟာလေးတွေပေါ့နော်ဒီမှာဒါဆိုရင်ဒါသွေးစုံလေးတွေပေါ့နော်ဒါခုမှခူးတာဒီမှာဒါဆိုသွေးစုံ